ပါရီမျိုးရဲ့ညစ်ထေးထေးအခန်းဟောင်းတစ်ခုထဲမှာလူမသိသူမသိသွေးအေးလူသက်သမားတစ်ယောက်ဟာလမ်းတစ်ဖက်ကဟိုတယ်အခန်းစီမျက်တောင်မခတ်ပဲနာရီပေါင်းများစွာစောင့်ကြည့်နေခဲ့တဲ့သူ့ရဲ့ပြစ်မှတ်ပေါ်လာမဲ့အချိန်ကိုလင်းယုံတကောင်လိုခြုံခုံငှက်လင့်နေတာပါနက်မောင်နဲ့ညတကောင်ရဲ့အချိန်မှာတော့သူစောင့်မျှော်နေတဲ့ပြစ်မှတ်ဟာဟိုတယ်ခန်းထဲကိုနောက်ဆုံးတော့ရောက်ရှိလာခဲ့ပြီးသူဟာစိတ်တည်ငြိမ်အောင် MP3 MP3 ထဲကတေးဂီတာကိုဖွင့်နှလုံးခုန်လုံးကိုထိန်းချုပ်ပြီးတနက်ခါလုတ်ကိုဆွဲလိုက်တယ်ဒါပေမဲ့သူခါလုတ်ဆွဲလိုက်တဲ့တမှုဟုတ်ချင်းစက္ကန့်ပိုင်းလေးမှာပဲဟိုတယ်ကအဖော်မိန်းကလေးကရှေ့ကိုတလန့်တိုးလိုက်တာကြောင့်ကြည်စံဟာပြစ်မှတ်ကိုမထိပဲအဲ့ဒီအမျိုးသမီးကိုတွားမှန်သွားခဲ့ရတဲ့လုံခြုံရေးတွေကကလာကာတွေကိုချက်ချင်းပိတ်ပစ်လိုက်လို့ဒုတိယအကြိမ်ပြစ်ခွင့်မရတော့ဘူးသူ့ဘဝရဲ့ပထမဆုံးအမှားကြီးမှားသွားတဲ့သွေးအေးလူသက်သမားဟာသူ့ပစ္စည်းတွေကိုအမြန်သိမ်းပြီးအဆောက်အုံကနေချက်ချင်းထွက်ပြေးခဲ့ရတော့တယ်သူစကူတာဆိုင်ကယ်ပေါ်တက်ပြီးမောင်းထွက်သွားတဲ့အချိန်မှာပဲရဲကားတွေအော်ဆွဲပြီးရောက်လာခဲ့ကြတယ်မြို့ထဲကိုဆိုင်ကယ်နဲ့အရှိန်ပြင်းပြင်းမောင်းနေရင်လမ်းမှာတွေးတဲ့ရေဆိုးမြောင်းတွေကိုသူ့ရဲ့လှုပ်ကြံတက်ဖြတ်မှုသုံးပစ္စည်းတွေကိုတဲလွန်စဖြောက်ပစ်ချခဲ့တဲ့ရဲတွေကသူ့နောက်ကိုကပ်လိုက်လာတာကြောင့်သူဟာလှေကားထစ်တွေအတိုင်းဆိုင်ကယ်ကိုမောင်းဆင်းကလှုပ်ဝက်လွတ်မြောက်သွားခဲ့တဲ့နောက်ဆုံးမြစ်ကမ်းနားမှာဆိုင်ကယ်ကိုဆွန့်ပစ်ခဲ့ပြီးဓာတ်ဆီဆိုင်တစ်ဆိုင်ရဲ့တန့်စင်ခန်းထဲမှာအဝတ်စားတစ်လဲမုတ်စိတ်မွေးတွေရိပ်ပြီးရုပ်ဖြက်ကလေစိတ်ကိုတွားဖို့တက်ဆီငှားလိုက်တယ်ဒါဟာသူ့ရဲ့တက်တန်းတစ်လျှောက်ပထမဆုံးအကြိမ်မစ်ရှင်ကြရှုံမှုဖြစ်တာမို့လေစိတ်ထဲမှာရဲခွဒီတကောင်ကသူ့ကိုစိုက်ကြည့်လာတဲ့အခါမှာတော့အတော်လေးရင်တုန်သွားခဲ့ရတယ်။သူဟာအမည်တစ်နဲ့လေရင်လက်မှတ်ဝယ်ပြီးဒိုမီနီကန်သမ္မတနိုင်ငံစီပြန်တန်းခဲ့ကဂျန်ဂယ်တောနက်ထဲကသူ့ရဲ့လျှို့ဝှက်အိမ်စီမောင်းနှင်သွားခဲ့တယ်။ဒါပေမဲ့ခြံစည်းရိုးနားရောက်တဲ့အခါမထင်မှတ်ထားတဲ့လူချေရာတွေနဲ့ secret တို့တွေကိုတွေးလိုက်ရတာကြောင့်သူလက်ဖြတ်သွားခဲ့ရတဲ့လူသက်သမားဟာတနက်ကိုအသင့်ပြင်ပြီးအိမ်ထဲကိုအမြန်ပြေးဝင်ခဲ့တဲ့အိမ်ထဲမှာတချင်းတန်တွေကြဲကြဲလောင်လောင်ကြားနေရပေမဲ့မိဖို့ချောင်းနဲ့စစ်ဆေးတဲ့အခါမှာတော့ကျမ်းပြင်ပေါ်ကတွေးကွက်တွေနဲ့ရေချိုးခန်းတွေကမှန်ကွဲတွေကိုတွေးလိုက်ရတာကြောင့်အခြေအနေမဟန်တော့မှန်သိလိုက်ရတဲ့သူဟာဆေးရုံကိုအမြန်ရောက်လာခဲ့ပြီးတတိမိမျောနေတဲ့သူ့ရဲ့ချစ်သူမတ်တာလာကိုတွေးလိုက်ရတဲ့မတ်တာလာရဲ့မောင်ဖြစ်သူကယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပါတဲ့လှုပ်ကြံတက်ဖြတ်သူနှစ်ယောက်အိမ်ထဲကိုအတ္တမဝင်ရောက်ပြီးမတ်တာလာကိုနှိပ်စက်ညှဉ်းပန်းမေးမြန်းခဲ့ကြကြောင်းမတ်တာလာကပြန်လဲခုခံရင်းအဲ့ဒီလူသက်သမားမျိုးသားရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးနိုင်ခဲ့ပြီးထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ကြောင်းပြောပြတယ်။အဲ့ဒီလူတွေဟာသူ့ကိုလိုက်ရှာနေတာဖြစ်ပြီးမတ်တာလာကမျက်မြင်သက်သေဖြစ်သွားတာကြောင့်တတ်ဖို့ကြိုးစားခဲ့တာပါမိသားစုကိုထိပါလာတဲ့အတွက်သွေးအေးလူသက်သမားဟာကလဲစားချေဖို့လက်နက်တွေထုတ်ပြီးသွေးကြွေးဆက်ပွဲစတင်ခဲ့တော့တယ်။သူဟာအိမ်ကိုလာပို့ပေးတဲ့တက္ကစီဒရိုင်ဘာလီယိုကိုလိုက်လံစုံစမ်းခဲ့တဲ့ကားပေါ်တက်စီးလိုက်ပြီးနောက်တနက်ထုတ်ကစစ်မေးတဲ့အခါကြောက်လန့်တုန်လှုပ်နေတဲ့လီယိုကအဲ့ဒီလူနှစ်ယောက်ဟာထူးထူးဆန်းဆန်းပုံစံရှိပြီးဒဏ်ရာရနေတဲ့အမျိုးသားရဲ့ခြေထောက်မှာသွေးတွေထွက်နေပေမဲ့ဆေးရုံမသွားပဲလေစိတ်ကိုပဲမောင်းခိုင်းခဲ့ကြောင်းဝန်ခံတဲ့လူသက်သမားဟာလီယိုကိုလူသူစိတ်ငြိမ်တဲ့နေရာမှာကားရက်ခိုင်းပြီးခေါင်းကိုတနက်နဲ့အေးလူပစ်တက်လိုက်တော့တယ်ထို့နောက်သူဟာနယူးအော်လီယန်မြို့ကသူ့ရဲ့လျှို့ဝှက်ပစ္စည်းတို့လောင်ယုံစီတွားရောက်ပြီးလက်နက်တွေနဲ့ကပ်ပြားအတုတွေထပ်မံထုတ်ယူခဲ့တဲ့သူကတန်ရှင်းရေးသမားတစ်ယောက်လိုဟန်ဆောင်ပြီးအစင်းမြင့်ရုံးခန်းအဆောက်အုံထဲကိုဝင်ရောက်ခဲ့တဲ့ရုံးခန်းထဲမှာတော့အတီရဲ့အတွင်းရေးမှုဖြစ်သူဒိုလိုရက်ဟာတနက်ကင်ဆောင်ထားတဲ့လူသက်သမားကိုမြင်လိုက်ရတာကြောင့်အလွန်မင်းထိတ်လန့်သွားခဲ့ရတယ်လူသက်သမားကသူမရဲ့ကွန်ပျူတာနဲ့ဖုန်းကိုတင်စီလိုက်ပြီးအတီရဲ့ရုံးခန်းစီလိုက်ပို့ခိုင်းတဲ့ဒိုလိုရက်ကအတီကိုကလတ်ထိုင်မှာကျိုးနဲ့တုံးနှောင်လိုက်ပြီးနောက်သူမကိုယ်တိုင်လည်းရေချိုးခန်းထဲဝင်ကဓာတ်စာခံဖြစ်ချင်အောင်ဆောင်ထားခဲ့တဲ့လူသက်သမားဟာသူ့အိမ်ကိုလာတိုက်ခိုက်တဲ့လူသက်သမားနှစ်ယောက်ကဘသူတွေလဲလို့အတီကိုစစ်မေးတော့တဲ့အတီကမစ်ရှင်ကြရှုံသွားတာကြောင့်အလွန်ဩဇာညောင်းတဲ့ဖောက်တဲ့တယောက်နဲ့သဘောတူညီချက်အသစ်လုပ်ခဲ့ရတာဖြစ်ကြောင်းဒါပေမဲ့လူသက်သမားကအိမ်ကိုပြန်လိမ့်မယ်လို့မထင်ထားခဲ့ကြောင်းရှင်းပြတဲ့လူသက်သမားကရန်သူတွေရဲ့အမိကိုထပ်ခါတလဲလဲမေးမြန်းပေမဲ့အတီကဖွင့်မပြောတာကြောင့်သူ့ရဲ့ရင်ဘတ်ကိုတန်ရိုက်တနက်နဲ့တန်ချောင်းသုံးချောင်းရက်ဆက်ဆက်ပစ်ထည့်လိုက်တော့တဲ့စက္ကန့်ပိုင်းကြာမှာပဲအတီတေဆုံးသွားခဲ့ရတဲ့ထို့နောက်သူဟာဒိုလိုရက်စီကနေအချက်လက်တွေရယူပြီးနောက်သူဟာဖလော်ရီဒါပြည်နယ်စီရောက်ရှိလာခဲ့ပြီးပထမဆုံးရန်သူဖြစ်တဲ့ခြေထောက်ဒဏ်ရာရနေတဲ့ရန်သူအမျိုးသားရဲ့အိမ်ထဲကိုတိတ်တဆိတ်စိတ်ဝင်ခဲ့တယ်။ဒါပေမဲ့မထင်မှတ်ပဲခန္ဓာကိုယ်အကြမ်းပတမ်းကြီးနဲ့ရန်သူအမျိုးသားကသူ့ကိုဝင်ရောက်လုံးထွေးတိုက်ခိုက်ပြီးတနက်ကိုပါလူယူပစ်လိုက်တယ်။သူတို့နှစ်ယောက်ကြမ်းတမ်းလုံးထွေးတပ်ပုတ်ကြရင်းနဲ့တနက်ဟာကတင်အောက်ထဲလိမ့်ဝင်သွားခဲ့ရတဲ့ရန်သူကလူသက်သမားကိုအပြင်းထန်ထိုးနှက်ကန်ကြောက်ပြီးဆိုဖာခုံတွေစပွဲခုံတွေပေါ်စောက်တွန်းချခဲ့တဲ့တိုက်ပွဲကအရှိန်ပြင်းလာပြ။နှစ်ယောက်စလုံးသွေးယူသွေးတန်း
နဲ့ထိုးနှက်နေကြရင်နောက်ဆုံးမှာရန်သူဟာကျိုးပဲ့နေတဲ့စပွဲခြေထောက်တိုင်ပေါ်ကိုလဲကျပြီးစပွဲခြေထောက်ကသူ့ရဲ့ကြောပြင်ထဲကိုစူးဝင်သွားခဲ့ရတယ်လူသက်သမားကကတင်အောက်ကတနက်ကိုအရင်ဦးအောင်ရှာဖွေတွေ့ရှိသွားခဲ့ပြီးရန်သူခေါင်းကိုတနက်နဲ့အသေးပစ်တက်ကအိမ်ကိုပါမိရှို့ဖျက်ဆီးပစ်လိုက်တော့တယ်ထို့နောက်သူဟာနယူးယောက်မြို့စီပြန်တန်းခဲ့ပြီးဒုတိယမြောက်ရန်သူဖြစ်တဲ့မိမလလူသက်သမားအနေထိုင်တဲ့စင်ကြေဖုံးရက်ကွက်စီမောင်းထွက်ခဲ့တယ်သူမဟာစားတောက်ဆိုင်တစ်ဆိုင်နဲ့ဝင်သွားတာကြောင့်လူသက်သမားလည်းအနောက်ကနေလိုက်ဝင်သွားခဲ့ပြီးသူမရဲ့လက်ဆွဲအိတ်ထဲကတနက်ကိုလက်တပြက်လူယူသိမ်းဆည်းလိုက်တော့တယ်သူမကလူသက်သမားကိုအစားတောက်နဲ့အရက်တွေမျှဝေပေးပေမဲ့သူကတော့တစ်စက်မှမထိပဲတွေးအေးနဲ့ပဲစိုက်ကြည့်နေခဲ့တဲ့ဆိုင်ပြင်ဘက်ကနှင်းတွေခဲနေတဲ့ပန်းချံနဲ့လမ်းလျှောက်လာကြရင်လေကားထစ်တွေရောက်မှအဲ့ဒီအမျိုးသမီးကမတော်တဆလိုမျိုးခြေချော်လဲသွားခဲ့တယ်သူမကသူ့ကိုကူညီဖို့လှမ်းတောင်းဆိုပေမဲ့တွေးလူသက်သမားကတော့ဘာမှမပြောပဲသူမရဲ့ခေါင်းကိုတနက်နဲ့အသေးပစ်တက်လိုက်တော့တယ်အနီးကပ်တေချာကြည့်လိုက်တဲ့အခါမှာတော့တကယ်တော့သူမကဓာတ်တစ်ချောင်းကိုဖုံးကွယ်ထားပြီးသူ့ကိုလှည့်စားပြီးတိုက်ခိုက်ဖို့အတွက်တမင်တက်တက်ခြေချော်လဲခြင်းအောင်ဆောင်ခဲ့တာဖြစ်နေတယ်နောက်ဆုံးမှာသူဟာချီကာဂိုမြို့ကိုရောက်ရှိလာခဲ့ပြီးသူ့ကိုလှုပ်ကြံဖို့ငွေကြေးစိုက်ထုတ်ခဲ့တဲ့အဓိကတရခံတထေးကြီးကလန်ခွဲရဲ့အစင်းမြင့်တိုက်ခန်းထဲကိုကပ်ပြားအတုတွေနဲ့ခိုးဝင်ခဲ့တဲ့စက္ကန့်ပိုင်းကြာမှာတော့တထေးကြီးကလန်ဟာသူ့ရဲ့ဧည့်ခန်းထဲမှာအသင်းဆောင်နေတဲ့တွေးအေးလူသက်သမားကိုမြင်လိုက်ရတာကြောင့်အလွန်မင်းထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့အခြေအနေကိုနားလည်သွားတဲ့အခါကလန်ကမစ်ရှင်ကြရှုံးခဲ့တာကိုသူအပြစ်မမြင်ပါကြောင်းဒါပေမဲ့တဲလွန်စတွေကိုအစနမကြံဖျောက်ဖျက်ပြရမယ်လို့အတီကသူ့ကိုစီယုံခဲ့တာကြောင့်ငွေပေးချေခဲ့တာဖြစ်ပြီးအဲ့ဒီစကားရဲ့နောက်ွယ်ကရက်ဆက်တဲ့အတိတ်ပဲကိုသူတကယ်မသိခဲ့ပါဘူးလို့ဂရိတစ္ဆာပြုပြီးတောင်းပန်တိုးရှိုးတော့တဲ့အတန်ကြာစဉ်းစားပြီးနောက်မှာတော့တွေးအေးလူသက်သမားဟာကလန်ရဲ့စကားကိုယုံကြည်ပေးဖို့ဆုံးဖြတ်လိုက်ပေမဲ့ပြင်းထန်တဲ့ချိန်ချောက်မှုတစ်ခုတော့ထားခဲ့တဲ့အကယ်၍ကလန်အနေနဲ့သူ့ကိုနောက်ထပ်တစ်ချိန်ရန်ရှာဖို့ကြိုးစားရင်ဖြစ်စေသူ့ရဲ့မိသူမိဝါဖြစ်ကြောင်းကိုတယောက်ယောက်ကိုဖွင့်ရင်ဖြစ်စေသူပြန်လာပြီးအသက်ကိုနှုတ်ပစ်မယ်လို့သတိပေးခဲ့တဲ့ဒီနောက်ဆုံးစကားလုံးတွေနဲ့အတူသူအခန်းထဲကထွက်ခွာခဲ့ပြီးမစ်ရှင်ကပ်ပြားတွေအားလုံးကိုလမ်းပေါ်မှာအမိုက်ပုံးနဲ့ပစ်ချခဲ့တဲ့ဆက်ရှင်ဆုံးမှာတော့တွေးအေးလူသက်သမားဟာဒိုမီနီကန်ကိုပြန်လာပြီးဒဏ်ရာတွေတက်တာလာတဲ့သူ့ရဲ့ချစ်သူမက်တာလာနဲ့အတူဘယ်သူမှမသိတဲ့လှုပ်ဝက်ငင်းချမ်းတဲ့ဘဝလေးကိုပြန်လည်ဖြတ်သန်းသွားခဲ့ပါတော့တယ်